ငလျင်တန်းကြောင့်ပြိုကျဒုက္ခရောက်နေတဲ့နေရာတွေကိုတိမ်မောင်းတစ်ထောင်မတီလှူဒန်းလိုက်တဲ့ခိုင်နှင်းဝေကတော့မြန်မာနိုင်ငံရဲ့ပရဟိတမျိုးသမီးကြီးတစ်ယောက်အဖြစ်တင်စားခံထားရတာပါဘေးရန်ရဲ့ကြုံတွေ့ရပြီးဆိုတာနဲ့ချက်ချင်းဆိုသလိုကူညီရတဲ့ခိုင်နှင်းဝေကငလျင်အတွက်ချက်ချင်းဆိုသလိုလှူဒန်းပေးမယ်လို့အသိပေးလာခဲ့တာပါလက်ရှိမှာမမျှော်လင့်ထားတဲ့ငလျင်တန်းကြီးကြောင့်လူအများကအများကြီးထိခိုက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်ငလျင်ကမြန်မာနိုင်ငံရဲ့ဒေသတော်တော်များများမှာပြင်းထန်စွာကိုလှုပ်ခတ်ခဲ့တာပါရှမ်းပြည်နယ်မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးတွေဘက်မှာအပြင်းထန်ကိုလှုပ်ခတ်သွားတာဖြစ်ပါတယ်မန္တလေးမှာဆိုရင်လည်းသုံးထပ်တိုက်အိမ်ကြီးတွေကတတိုက်လုံးပြိုကျကုန်တာပါစကိုင်းတရားဟောင်းကြီးကလည်းပြိုကျသွားပြီဖြစ်ပါတယ်ဒါအပြင်တကူကြီးဖျားတွေလည်းပြိုကျကစိန်ဖူးတော်တွေမြေခါခဲ့ရတာပါမန္တလေးတိုင်းဒေသကြီးမဟာမြတ်မုနိဖျားရဲ့မုတ်ဦးကတော့ပြိုကျသွားခဲ့ရပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းအင်းလေးဒေသကလည်းပျက်စီးမှုတွေအများကြီးရှိနေတာပါရေဘေးကြောင့်ပျက်စီးခဲ့ရတဲ့ရွာတွေမှာအခုတစ်ချိန်မှာလည်းငလျင်တန်းကြောင့်ပျက်စီးနေရပါတယ်အခုလိုပြင်းထန်တဲ့ဆုံးရှုံးမှုတွေကိုရင်ဆိုင်နေရတဲ့အချိန်မှာကုကေရမဲလိုနေခဲ့တာပါဒါကြောင့်မို့ခိုင်နှင်းဝေကလည်းချက်ချင်းဆိုသလိုလူရန်မှုအတွက်မတီလာခဲ့ပါတယ်ခိုင်နှင်းဝေကငလျင်တန်းကြောင့်ပြိုကျပျက်စီးသွားတဲ့နေရာတွေကိုသူမကိုယ်တိုင်ကိုကြသွားရလှူဒန်းမှာဖြစ်ပါတယ်လူရန်မှုအတွက်ကိုလည်းသူမဘက်ကနေသိန်းတစ်ထောင်ကိုအရင်ဆုံးမတီလိုက်တာပါသိန်းတစ်ထောင်ကိုခိုင်နှင်းဝေကမတီလိုက်တာမို့နောက်ထပ်လူရန်မဲ့သူတွေလည်းအများကြီးရှိလာနိုင်ပါတယ်အလူငွေတွေလည်းအများကြီးရလာမယ်ဆိုရင်ပျက်စီးသွားတဲ့နေရာတွေကိုအများကြီးလူရန်ကူညီပေးနိုင်မှာပါဒါအပြင်လူရှင်တွေကလည်းခိုင်နှင်းဝေကိုဆိုရင်ယုံကြည်ကြပါတယ်ယုံကြည်တာကြောင့်လည်းအလူငွေအများကြီးနဲ့တေချာပေါက်ကူညီနိုင်မှာဖြစ်ပါတယ်အလူငွေသိန်းတစ်ထောင်နဲ့မတီမာလို့ကြီးညာလိုက်ပြီးဖြစ်တယ်လို့အခုလက်ရှိမှာလူရန်မှုနေရာတွေလည်းစုံစမ်းလို့နေပါပြီခိုင်နှင်းဝေကတော့မြန်မာနိုင်ငံအတွက်တော့ယုံကြည်အားကိုးရတဲ့ပရဟိတမင်းသမီးတရားအဖြစ်အမြဲတမ်းအတိမတ်အပြုခံနေရတာပါပြီးခဲ့တဲ့ရေဘေးဒုက္ခအချိန်တုန်းကလည်းခိုင်နှင်းဝေကအများကြီးကူညီပေးခဲ့တာပါယုံကြည်ရတဲ့သူတွေလည်းများပြားတာမို့အလူငွေသိန်းပေါင်း3000အထိကိုရရှိခဲ့တာပါဒါအပြင်ခိုင်နှင်းဝေကရေဘေးသင့်တဲ့နေရာတွေတစ်ခုချင်းစီကိုကိုယ်တိုင်သွားရောက်လှူဒန်းပေးခဲ့ပါတယ်လူသွားလူလာရောက်ခတ်တဲ့ဒေသတွေကိုလည်းခိုင်နှင်းဝေကအရောက်သွားကလှူဒန်းပေးခဲ့ပါတယ်ရေဘေးသင့်ချိန်မှာထိထိမိမိလှူဒန်းပေးနိုင်ခဲ့သလိုငလျင်သင့်တဲ့အချိန်မှာလည်းလှူဒန်းပြီးတော့မှမို့ပရိသတ်တွေကကြိုတင်သာရုခေါ်နေကြပါပြီအထက်မြင့်အဆောက်အုံတချို့ကပြိုကျကလူတွေလည်းပိတ်မိနေခဲ့တာပါပိတ်မိနေတဲ့သူတချို့ကိုအသက်ရှင်လျက်ပြန်တွေးသလိုတချို့ကလည်းအသက်မဲ့ခန္ဓာအနေနဲ့ပြန်တွေးနေရတာပါဒါကြောင့်မို့အကူအညီတွေအများကြီးလိုအပ်နေချိန်မှာကူညီပေးလာခဲ့တဲ့ခိုင်နှင်းဝေရဲ့ကူညီမှုကအများအတွက်အကျိုးရှိလာခဲ့ပါတယ်ငလျင်ကနောက်ဆက်တွဲတွေရှိလာနိုင်တာမို့လူအများအနေနဲ့လည်းအထူးဂရုစိုက်သင့်ပါတယ်ငလျင်တန်းကြောင့်ပြိုကျဒုက္ခရောက်တဲ့နေရာတွေကိုသိန်းပေါင်းတစ်ထောင်မတီလူရန်လိုက်တဲ့ခိုင်နှင်းဝေပေါ်ပရိသတ်ကြီးတို့ရဲ့အမြင်တွေကိုလည်းပြောပြပေးခဲ့ပါအောင်ဗျဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာအခြားနုပညာသတင်းတွေနဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကို DD Plus ကဆက်လက်တင်ဆက်ပေးမှာမို့စောင့်မျှော်ကြည့်ရှုကြဖို့မမေ့ပါနဲ့အောင်အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ